ဟိုတယ်ဧည့်တွေ့ဆောင်ပေါ့နော် ရပါပါ ဧည့်ခန်းပေါ့ပြောရလို့ရှိရင်နမထားထားတာတွေရလေလုံးဝအောင်နော် တစ်ပင် ဟို တစ်ပ က င် တစ်ပင် စီ တစ်ပင်လိုက်ထိုးပဲလုံးဝအောင်ဟိုပရိဘောဂဖြစ်အောင်လုပ်တာဒါကကျတော့ရှမ်းပြည်ဆိုတော့ရှမ်းဝစားရေပေါ့နော် ကြီးလေး နောက်ကရှမ်းပေါင်းပြီးဒီဘက်က ရှမ်းအင်ကြီး ဒီဘက်ကကျတော့ရှမ်းအင်ကြီးနဲ့ရှမ်းရွယ်လေး ရှမ်းလွယ် ရှမ်းရွယ်လေးတော့လာဒီဘက်ကတော့ပတ်မိန်လေးပေါ့နော်အသင့်ချုပ်ပြီးသားတွေပဲ ဘယ်ကကြိုက် ဒါလေးချိန်ဒါလေးတန်းပြီးတော့ဝတ်သွားပြီပေါ့ဈေးကလည်းတော့မချင်ဘူး မရှမ်းအိမ်လေးပြန်မယ် ဒါ ရှ လည်း မ်း အဲ့လိုပဲ အိမ်ပုံစံ ဒီမှာစာမှာပြထားတယ်ဒါ ပုံစံငယ်လေး ကရှမ်းအိမ်လေးပေါ့နော် ဒီ အ မှာ င်းလေးရ ကားလေးရနေ ခြေတန်းရှိလေးနဲ့ တက် ဆို သွား တော့ လို့ရှင် အပေါ်မှာလည်းလေလေးနဲ့နည်းနည်းဟိုပါဆိုတော့ ခြေတန်းရှိအိမ် ခြေတန်းရှိလေးနဲ့ပင်လေးတော့ကြီးအိုးရမ်းပြီပေါ့ဟိုပါ ဟိုးမှာပေါ်လုံးခွင်းနော် ညာနော်ဟိုမှာ ပေါ်လုံးကွင်းတော့ အားကစားခွင့်ကိုစောစောစစ်စစ်ရောစီဘောလုံးချင်းဟိုဘက်ကမြေရဲဟာနော်ဟိုကမြေရဲကစောသေးလို့မြေတိတ်မရှိကြဘူးဟိုတယ်ရှင်းနေတာကတောင်းပြီးရှင်းနေတာကတောင်းဟိုပမာနဲ့မိုးအောင်နော်မိုးနဲ့အောင်ဟိုဘက်ကတော့တဲ့အထောက်ပေါ့နော်တောင်းချစ်စင်အောက်ကိုဆင်းလာအားကိုတဲရနေ